ဒါပြီဒီချက်ဖွင့်တော့ဦးဒီချက်ဟမ်လုံးမဲ့လေဒီချက်စောဝင်ရှယ်အောင်ရှင်းမယ်ကင်မရာဖွင့်လို့ဘာမှလည်းမဆိုင်ဘူးစိုင်းနေစီကံမအိမ်လာလဲမလားပြောဒီမှာ participate ရှိရနော်ရွှေ့ဆိုရောက်လာတယ်နောက်10 minutes ဆိုမရောက်ဘူးဒီချက်7မိနစ်နဲ့မရောက်ဘူးမိနစ်20တော့ရောက်တယ်မိနစ်20အတွင်းတော့ရောက်တယ်နော်မိနစ်နဲ့ဆက်ဆိုဒီချက်တားကိုဘယ်လောက်မှတင်ချိန်မရှိဘူးဒီချက်6နာရီယူချင်ရတင်ရအောင်မအေးဒါပေမဲ့အခုသားထွက်ပြီးသားစာကိုဒီချက်ကိုဓာတ်ပုံရိုက်ပြီးပြရမယ်သိလားနော်ဟုတ်ကဲအဲ့ဆိုလို့ရှိရင်ဒါလေးဒီဟာလေးတော့မြန်သွားလိုက်မယ်ဒါသားရိုက်ပြီးသားစာတွေပဲမြင်ရလားသားဟုတ်ချက်ပြရမယ်မြင်ရတယ်နင်းရှင်းလိုက်ပါမယ်ငါတပည့်အဲ့ချင်မှုတို့ဖြစ်နေကဲဟုတ်ပြီအဲ့တော့ဒီမှာဖတ်ကြည့်ပါ the answer to the calculation these guys are first 3 term of a sequence first term of a sequence ဒီ calculate တွေကိုတို့ကဘာလုပ်ရမလဲဆိုရင် the sequence လုပ်ပေးရမယ်ဆိုဒီကျတော့ဒါတွေကိုအရင်တွက်လိုက်မယ်နော်20% off ဆိုရင်တင်ချမှာအမြဲတမ်းအမြောက်နော်42ဟုတ်တယ်ရှင်percent နဲ့ပြောချင်ဘာနဲ့စား100နဲ့စားဆိုတော့20 by 100 multiply 42ဆိုရင်ဒါတွေခြေလိုက်မယ်300ရဲ့ခြေ2နဲ့ပါနဲ့ခြေမလဲ2တိုင်နဲ့8ရတယ်ဒီချက်8ပဲကမလဲ42ကို9နဲ့စားမှာဟုတ်ပါဘူး42တော့ဒီချက်ခဏ42မြောက်0.2ဆိုဘယ်လောက်ရ8.4အဲ့ဆိုပထမဂိမ်းလုံးက 8.4 ကောမှာဒုတိယဂိမ်းလုံးအတွက်ကြည့်မယ်နော်ဒုတိယဂိမ်းလုံးက3.5 multiply 21ဆိုလို့ရှိရင်တော့မပြတ်တော့21နဲ့3နဲ့မြောက်ပြီး9နဲ့စားလိုက်3တက်လီ3 3တက်လီ6 63 9နဲ့စားတာကြည့်စားလိုက်တာအဖြစ်ဘယ်လောက်ရ12.6 12.6 က second term ပေါ့နော် third term ကကြတော့0.56 ကို30နဲ့မြောက်မယ်ဆိုတော့3ညတစ်လုံးနဲ့မြောက်ရင်ဒသမတနေရာနောက်ကိုရွှေ့တော့ 5.0 ဟုတ်လား 5.0 ဆိုတာပဲဆိုတော့3နဲ့မြောက်လိုက်တော့3 5လီက15ဘယ်လောက်ရလဲ15ရ16 16.8ရတယ်16.8 8နော်ဟုတ်ပြီဒီ3လုံးအဲ့3လုံးကဘာလဲဆိုရင် sequence ဖြစ်သွားပြီနော်ဒါကိုယ့်ဟာဒီမှာစာအုပ်ထဲမှာလို့ရှာလိုက်ရှာပြီးတော့နံပါတ် A ဘေးကွန်းကဘာလဲ What is the time to time rule for the sequence အဲ့ဆိုတော့အဲ့ဒါဘာကိုမေးတာလဲ10 to 10 rule ဆိုတာ 10 to 10 rule ကိုမေးရ n ကိုမေးတာ n ကိုမေးတာနော် n ကိုမေးမယ်ဆိုတာသူတို့ရဲ့ difference ကိုရှာလိုက်တူလို့ရှိရင်ဒီကျတော့ 4.2 မှတ်မိလား n minus 1 into d နဲ့ n တန်းရှာလို့ရတယ်လွယ်လေးသူတို့ရဲ့ difference ရှာလိုက် difference ကဘယ်လောက်လဲ 4.2 အဲ့ဆိုညီးတယ်ဆိုရင်သူဒီပါလဲနော်ဒီ formula နဲ့ရှာလို့ရတယ်ကဲအဲ့ဆိုရင်ဒီ a ဒီပါလဲသိလားဒီ a က first term ကိုပြောတာမှတ်တာနော် first term အဲ့ဆိုဒီ formula ထဲမှာထည့်မယ် a plus ဆိုတော့ 8.4 4 plus n minus 1 into ဒီနေရာမှာဗာတယ်မလဲ 4.2 ကိုထည့် 4.2 ဟောဒီ 0.2 ငါလဲ 4.2 ကိုထည့်တွက်လိုက်ဘယ်လောက်ရလဲအန်တန်းချက်ခိုင်းနော် a plus n minus 1 d where do 84 y n minus 1 4.2 4.2 ကဝင်ပြောက်သွားနော်ချက်ဟယ်လိုကြားရချက်ဘယ်လောက်ရတာချက် 4.2 ကဝင်မြောက်မှာနော် 4.2 ကဝင်မြောက်ပြီးတော့ 8.4 နဲ့နှုတ်ရမှာလေဟုတ်ပြီချက်ခိုင်းတော့လောက်လောက်မယ်8.4 plus 4.2 and minus 4.2 ချက်ဟို4.2 and plus 4.2ဆိုတော့ 4.2 and plus 4.2 အဲ့ဒါသိပါတယ်သူလိုချင်တယ် and then for 10 to 10 rule
တန်းတူလားလူဒါလေးရပါရသွားပြီဆိုလို့ရှိရင်ဒါဆိုရင်ဒါလေးကိုမှတ်မယ်နော် different တူလို့ရှိရင်ဗာလေ a plus ပြောပါအောင် different တူလို့ရှိရင် a plus bracket and minus 1 into d ဟုတ်တယ်ဟုတ်ပြီ what is the tan ဆိုတော့ tan ကိုဘယ်လိုရှာရမလဲ tan က အဲ့ညမှာပါတဲ့ 30စေးတက်ပြီးတွက်လိုက်အဖြေပြောတွက်လာမှာ4 point 10 လို့ရေးလာမှာ10 equal to 4.2 and plus 4.2 4.2 အမြောက်30 upon 4.2 42 plus 4.2 ဆိုတော့ 46.2 ပြရရှာအဲ့တော့ဘယ်လောက်ရလဲtan 46.2 46.2 ရဆိုရင်နံပါတ် B ကတော့ဗာမေးရလဲဆိုတော့ this guy is calculation for the tan is the sequence နဲ့ 4 multiply ပေါ့ဒါမသိကိန်းပေါ့ x ပဲခဏထားလိုက် plus 7.8 ပေါ့နော်ဆိုရင်အဲ့တော့ဒီ tan ကရတဲ့ answer ကဒါနဲ့ညီတယ်လို့ပြောတာဆိုတော့ဒီကျဲတော့4 multiply x လို့ခဏထားလိုက်မယ်နော် plus ဘာလို့ x ရဆိုတော့မေးစင်းနံမှာဆိုဒီကောင်မေးတာလေနော် 4 plus 8 plus 4အမြောက်နော်4မြောက် 8 plus 7.8 equal to 46.2 လို့လားဆိုတော့ဘာကိုရင်ရွှေ့မလဲပြီးရင် 7.8 ကိုတော့နှုတ်မယ်နှုတ်ပြီးတော့ဖုန်းနဲ့စားလိုက်ရင်မေးစင်းနံမှာပေါ့ပါအောင်နော်အဲ့ဒါလောက်လာ46.2 and no 7.8 38.4 Asapa 9.6 is equal to 9.6 ဆိုတော့ x တန်ဖို့ကဘယ်လောက်ရအတော့တွေပါ 9.6 ရချက်ခိုင်ရောအေးရတယ်ညာအိုက်တာဒီချက်နောက်တစ်ပုတ်လေးကြည့်နောက်တစ်ပုတ်ကပါဩခဏလေးဆိုဟိုဖြစ်ပြီလားလို့အပြင်သွားတယ်မှတ်လို့နံပါတ် 2A နံပါတ် 2A ရပါတယ် 2A a first time is 3 10 row subtract 1 and cube သူကတက်တန်းကိုလိုချင်တာ work out the တက်တန်းတော့ဒါ first tandက3 second tand ကိုဘာလုပ်လိုက်မလဲလိုချင်တော့ subtract 1ဆိုတော့3ကိုတင်းနှုတ်လိုက်ရင်2ကျန်ဟုတ်တယ်မလားအဲ့2ကို cube တင်ဆိုတော့ဘယ်လောက်လဲ8 second tand က8ရတယ်ဒါဆိုအဲ့8ကိုဒီချေတော့တစ်ခါဘာလုပ်မလဲတစ်ထပ်နှုတ်ပြီးတော့ cube တင်နေတယ်
ပြင်တော့ဘယ်လောက်လဲခုနှစ်3တက်တယ်ဒါ 343 3 4 3ပြီးရင်နံပါတ် B အဲ့ဒါဒါတိုက်ရပါဟုတ်တယ်မလားအဲ့တိုင်းနေပြီနော်ဒီ ABC အထိအတွက်ရတာလားကြာကြာ ဆိုနံပါတ် B ရဲ့တက်ဥစ္စာပါလဲတက်တန်းဘယ်လောက်ရနံပါတ် B ရဲ့ maybe 64 C ရအောင် ခိုင်ချင်းစီရကုမလုံးနေ179ကြီး179ဒါဆိုရှင် ABC in order side with the small letter studying ဆိုတော့ဘယ်အရင်စမလဲ B BCA BCA အဲ့ဒါကွယ်ချက်ဘယ်နှပုတ်တိရှိနည်းနည်းလေးပဲနံပါတ်3 The fifth turn of a sequence is 73အဲ့ဆိုရပြီဒီလောက်လောက်မှာfit 10ဆိုတော့ 5DH 10 equal to 23နော်အဲ့သူကဘာလို့အောင်လဲဆိုတော့သူက second 10ကိုအတိရအဲ့ဒါမှပြောင်းပြန်လေပြောင်းပြန်လို့စနစ်ပေါင်း minus တွဲပြီးတော့နှစ်နဲ့မြောက်အနှစ်နဲ့စား1/2နဲ့စားလိုက်ရုံပဲမ1/2နဲ့စားရဲဆိုတော့နှစ်နဲ့မြောက်တာနဲ့တူတူပဲလေဟုတ်တယ်ကြာပြီးလိုက်ချင်းပြီးလား
ပြီးပြီဆိုတော့ဒါဟိုက second တန်းဘယ်လောက်လဲ second hand ဟိုကရှိ16မှန်တယ် number 4ဒါလေးပါပါအောင်အဖက်လေး read the question ဘာလို့ခိုင်းတာလဲဟမ် 8 rectangle ရှာခိုင်းတာ ရင်းဆုံးဒီ rectangle တွေကိုဘာလုပ်ရမှာလဲ sequence လုပ်ရမယ်ဟုတ်လား sequence ဟုတ်ပြီးလို့ရှိရင် the diagram show the first 3 rectangle နော်အဲ့ဆိုလို့ရှိရင်ဒီကောင်ကဘာဖြစ်မလဲဒါ first တန်းလေဒါ second တန်းဒါ third တန်းလေfirst တန်းကဘယ်လိုရှာရမလဲလို့ဘာမေးတာလဲဘာပေးတာလဲ area ဟိုကဟိုက area ဆိုတော့ဘယ်လိုလုပ်ရမလဲမြောက်လိုက်ရုံပဲမြောက်လိုက် 3.5 နဲ့ 4 နဲ့မြောက်တာ first တန်းဘယ်လောက်ရ number 4အဲ့ဒါလား3.5 မြောက်4နော်ဟိုက14ရfirst တန်းနောက်တစ်ခုက22ဒီနှစ်ခုမြောက်တော့နော်22နောက်တစ်ခုက30ဟုတ်လားဒါဆိုသူတို့ဒီရတော့8တန်းရှာဖို့တော့ formula သိမှရမယ်ဟုတ်တယ်နော်သူတို့ရဲ့ difference ကဘယ်လောက်ရှိလဲ formula မသိလဲရပါလေ8တွေရှိတယ်ဆိုလို့ရှစ်လုံးမြောက်ကိုလိုက်စဉ်းစားလဲရတယ် formula နဲ့8တန်းဆိုအစားသွင်းလဲရတယ်မဟုတ်8 formula ကိုရှာရမှာ8တန်းရှာယူရလို့ရှိရင် what's the length rectangle လို့မေးတာလေ length ကိုပြန်ရှာပေးရမယ်အဲ့တော့ဒီချေတို့ကအဲ့ဒီ8တန်းရတဲ့အဖြေနဲ့ဘာနဲ့ညီရမလဲ 2.5 နဲ့ညီပြီးတော့ length ကိုရှာပေးရမယ် 2.5 နဲ့စားပြီးတော့နော်ဆိုတော့ပြောပါအောင်8တန်းကဘယ်လောက်ရလဲ8တန်းချက်ခိုင်းနော်ဒါ10 to 10 rule ရှာလောက်မှာချင်ဟိုနဲ့လေ a plus n minus 1 into d a plus n minus 1 into d ဆိုတော့ a က a ကဘာကြောမေ a က14လေပထမဆုံးကိန်းလုံးဟုတ်တာဒါကပြန်ဟော14 about n minus 1 into 8နော်ဒီဟုတ်တယ်8အဲ့တော့14 plus 8 and minus 8 equal to 8 and plus 6 and 10 very 8 and plus 6ကြီးအဲ့ဒါဆို8ထန်းရှာပေးအောင်မယ်နော်ဟုတ်တယ်အနေရာမှာ8ထည့်ပြီးတော့8တန်း8တန်းရအောင်ရှိ8တန်းကို 2.5 နဲ့စားပြီးလိုက်ရမယ်နော်ဟုတ်တယ်အဲ့ဒါဆိုလမ်းရှိရမယ်ရှစ်လီ64ပေါင်း6ဆိုတော့ဘယ်လောက်ထွက်90တင်90ရနော်အဲ့ဒါမင်းကိုပြေတော့ကောက်ပေးပေါ့ lunch of rectangle equal to 2.5 28 equal to 70 by 2.5လောက်ရတာချေလန်လို့ပဲရေးလိုက်ရတာရလန်ကြောက်ပါ28 28 cm 28 cm နောက်က unit တွေရေးကြည့်ရနော် I finish yes okay let's go Nathan ညာလုံးမယ်တီချေဒါပြီးနားတော့မယ်မဟုတ်ဒါလေးရလွယ်လေးတွေနောက်ပိုင်းနေဘာမှသိမတွေ့ရဟုတ်တယ်ဆရာဒါအတွက်ချစ်တာအတွက်ဆိုတွက်စရာတောင်းမလို့မလို့ပြောတီချေရေးလိုက်မယ် equation ဒါဒီဘက်မှာဒီရလွယ်လို့ချစ်လိုက်မြေရောမလို့မြေနဲ့1 2ဒီကောက်အတွက် equation 1ပါလဲ x minus y equal to x minus 3 into the whole power 3ဟုတ်ပြီ
ဒီမှာဆိုရင်ဘာပြန်ဖြစ်မလဲ x equal to ဖြစ်ရမှာ reverse လေဒီမှာ equal x equal to q root q root of y plus 3 y plus 3ဒီဘက်ပြောပါအောင်ဒီဘက်ပါရလေဟေးရတားစီမှာထင်နေရဩဟိုy equal to 3x power 4 power မဟုတ်ဘူး the whole 3ပါပါ power 4ဗျအဲ့တော့ x equal to ချက်အဲ့4 root ကြောင့်ဘယ်လိုခေါ်လဲ4 root ပဲခေါ်တာပဲလေဒီလိုမျိုးအချုပ်လေးထဲမှာ4ထည့်ပြီး4 root of y 4 root of y by 3ဟုတ်တယ်ချက် y by ဆိုလို့ရှိရင်ဒီချက် the whole root ကို by လုပ်လိုက်မှာဘာမှမလုပ်ဘူးလေ4 root ရှာတာပဲလေ4 root ရှာပြီးရတဲ့ဖြေကိုပါခုနက3နဲ့စားမှာလေဟုတ်ကဲ့ဗျာဟုတ်ချင်ဒါလေးကြောက်လွယ်လေးကြာလွယ်လေးတင်မလားရှင်ဒီဥစ္စာဒါကျွမ်းနေ triangle square ဒါခက်ခဏတွက်နေလေမှတ်မိတယ်မလားဟုတ်တယ်ရှင်အဲ့တော့ equation က 3r plus 4q equal to 100 3r လို့ဘာဖြစ်လို့3နဲ့မြောက်တာလဲဆို triangle က3နာရှိ triangle 3မလို့ square 4ရှိလို့ okay ဒီကဟုတ်ပြီးလို့ရှိရင်အဲ့ဆို 3r plus 4q equal to 100ကိုပြန်ရေးပြီးတော့နေရာမှာထည့်ရမယ်ရှင်20ထည့်ရမယ်20ထည့်လိုက်တော့60ဖြစ်မယ်60 plus 4q equal to 100 4q equal to 40 40ဆိုတော့400တော့ပြန်စားတော့ q equal to ဘယ်လောက်လဲ equal to 10 10ဒါဆိုနံပါတ်ဘယ်လောက်ရလဲ About the largest possible number triangle အကြီးဆုံး triangle အမမီလာသားပဲပြောတာလေဘာနှုတ်လိုက်မမီရရှင်တာမမီဒီဟိုလိုအရင်လောက်ကြမှာကြီး100ထဲကနေ100ကနေ4နှုတ်ကြည့်လိုက်ရှင်ဟုတ်တယ်1 square ဆို1 square 96ရ96ကိုအဲ့တော့ triangle ဆိုတော့ဘာနဲ့စားမလဲ3နဲ့စား 3နဲ့စားလိုက်အဲ့ဆို32 32ရရနော်can they be equal number no because they are odd and even number ဟုတ်တယ် very good 7ဟုတ်ကြကောင်တာ score 1 point ကောင်တာမှတ်မိလား blue ကောင်တာလေသူရဲ့ score က red က1 point blue ကကြတော့4 point ရှိတယ်အဲ့တော့ market ကred ကို r လို့ပြောပြီးတော့ blue ကိုဘာလို့ပြောလဲ b လို့ပြောတယ်ဒါဆိုလို့ရှိရင် total က18 counter ဆိုရင် equation ကဘာ plus b equal to 18ဟုတ်ပြီအဲ့တော့ r plus 4b equal to 27 how many counter each of the market ဆိုတော့ဒီနှစ်ခုကိုဘာလုပ်ရမလဲ equation 1 2နဲ့2နဲ့ဟွာလောက်ပြီးတော့လို့ရှာအာတန်မိုးဘီတန်မိုးရှာလိုက်တော့အဲ့ဒါနော်မှတ်မိရမလားဟုတ်အဲ့နောက်ခွေးမှာကလုံးပလန်လေးကြားနေကြောင်နေတောင်းညမ်းနေထင်တယ်ဟောကြည့်ကြအောင်ဟောအမေလားအမေတဲ့ဒီနံပါတ်ဘယ်လောက်ထိရှောင်းဘိုင်းတယ်ဒီ assignment လေးဟွာကြည့်ပဲလေဒါဟိုဗာလဲဒီဟာတွေလေဒါဆိုပြီးပြီစနစ်ဆိုပြီးပြီဒါလေးသိရမလား7အောင်ရအောင် equation လေလွယ်လေးချာမမီgradient ရှာတာ y intercept လေဟုတ်တယ်အဲ့ဒါတွေပဲဒါပြီးရင်ငါတပည့်တာဝန်ကြည့်ပြီနော်ညာကြမှာအောက်ကမှနောက်တဲ့ assignment တစ်ခုကိုထပ်လုပ်လိုက်မနေ့ပြန်ကြရင်တော့ bio တွေနည်းနည်းပါပြန်ကြက်မယ်နော်လက်ပြန်မနှပ်ပိုင်းလားဟလားအဲ့မချစ်ညနေကြီးဒီညနေပဲယူလိုက်ပါဒီချက်မနှပ်ပိုင်းဟို secondary 1တခြား education ရှိ IBC ပေးလိုက်တယ်တနင်္လာနေ့ကတောက်ကြတိအိမ်မှာတက်ကြဆိုပြီးတော့သူတို့9ရက်လေဟုတ်ရှင်အဲ့လိုပေးလိုက်တယ်IBC လေးတွေပျော်နေအခုမှတငယ်ချင်းတွေပြန်တွေ့ရလို့
out သူကနား ရ ထား ဟွာချေအဲ့လိုတွက်တာချေဟွာနော်ဘာပါလဲအောက်ကနေငင်းချောင်းလေးနဲ့ခံပြီးလို့ အေးလေဒီမှာလေတီချာတွက်ပြထားတာလေလက္ခဏာပြောင်း 2 are black 5 ပြီနော်2 are black ဘယ်လို2က black 5ပြီလဲခြေမာလေ ဟောချီမတန်းဟွာမရွာ လက္ခ မှာ ဏာပြောင်းပြီးခြေမာလေလက္ခဏာပြောင်းရမယ် အပွားဟာပြောင်းလိုက်မယ် ဘယ်ဟာပြောင်း minus ဆို minus အာနဲ့ခြေလိုက်မယ်အဲ့ဆိုရင် minus 3b equal to equal to ခဏလေး9ဒီတန်ဖို့ကဘယ်လောက်ရလဲ b equal to 3ဟုတ်တယ်ဒီတန်ဖို့3ရရင်အစားသွင်းလိုက်အတန်ဖို့ထွက်လာမယ် eq1 eq2 eq1 eq1 ဆိုပြီးတော့ eq1 r plus b equal to 18အာ29နဲ့မီးရမလားသေးကျမရဲ့လက်တော့29ပဲချက် equal to 15ရပြီဒီချေ နောက်ရအာ15ရတယ် ဟုတ်တယ်ချေ ဟုတ်ပြီနံပါတ်8 Draw function machine for equation 1 equal to square function machine ဆိုတာဘာလဲမိကွာခဏလေးချေ ဟုတ်ကဲ့ခုနကဇယားတွေကိုတို့ကပြန်ပြီးတော့လောက်တာလေဒါလည်းဟုတ်လား ဟုတ်အဲ့ဆိုဒီချက်တော့ y equal to ဆို y ကဒီဘက်မှာညှိုင်းပုံးမှာလာမယ် ဟုတ်တယ်တမန် x ညားကိုဘာလုပ်မလဲ multiply 2 p ညားလေးခံ b square အဲ့ဒါကိုဘာတင်လိုက် square တင်လိုက် ဒါရေးရမှာလား square တင်ရမှာ x ကိုတင်ရမှာ2ဟုတ်တယ်မလား ချေ2ကရေးစရာမလိုဒီချေ x ကို square တင်တာလေးဒီမှာ ဟုတ်တယ်အဲ့ဆိုကြည့် square ရင်လာမှာလေဒီ အေးဟုတ်တယ် square လာပြီးနှင်းနဲ့မြအောင်နော် ဒါရေးအောင်မလား ပါလေ ရေးအောင်မလား နင်းနေရေးလိုက်ပေါ့နင်းနေ မ ရေး ဟုတ်ဒီချေ အခဏလေးဒီဟာ4000လေးလောက်ပြီးတော့ square တင် square တင်ပြီး multiply 2 မိနစ်တော့လောက်ပါအောင်2 multiply 2ပြင်ဒီဟွာ draw a table value for x equal to 1 minus 2 1 2 3ဆိုထိုင်တာတွက်လာ ဟုတ်တယ်ဒါဟိုဟာဒီဟာတွေအစားသွင်းရမှာ x တန်ဖိုးတွေအစားသွင်းပြီးတော့ y တန်ဖိုးရှာဘယ် equation မှာလဲ y equal to 2x square မှာပြီးလို့ရှိရင်အဲ့ဒါ mapping တွေလောက်တာ x ဝင်ရိုး y ဝင်ရိုးကိုသိရမလားဒါ x ဝင်ရိုးဒီရချေပြီးများလေးဆက်ပေးလိုက်ဒါ y ဝင်ရိုးဒါ x ဝင်ရိုးအဲ့မှာ mapping တွေလောက်ညာအိုက်တယ်9မိနစ်ပဲကျန်တော့တယ်ဟိခတ်မိုးမြင်ရေး 1 minus 2 square တင်တော့1 minus 2ပဲဟုတ်ပါ 1.4 ပေါ့ 1 minus 4ပြောအနှစ်နဲ့ပြန်ချေလေအဲ့1 minus 2ပဲပြန်ရပါဒီ ဟုတ်တယ်1.2ပဲပြန်ရအတိပဲဆွဲပြရအောင်ဒီပဲမြင်းနှစ်ကြောင်ပဲဆွဲတာလေဟုတ်ရှင်တော့ခုနကတော့လေးဘူး1.2 1.2ပဲ1ကကြော1 square တင်တော့ဟုတ်ပါဘူးဟုတ်တယ်1 square တင်တော့1 1ကို2နဲ့မြောက်တော့22 square တင်တော့4 4ကို2နဲ့မြောက်တော့8 1 3ကို square တင်တော့9 9ကို2နဲ့မြောက်တော့18
ရပြီတီချာမပင်တိုင်းကမဆွဲတော့ဘူးနော်တီချာဒါရရမပင်တိုင်းဟုတ်လားအဲ့ဒီမှာ y intercept gradient equation ဘာ formula လဲမှတ်မိလား y equal to h mx plus c ဟုတ်တယ် m က slope ကိုပြော gradient ကိုပြောတာလေနော်ဟုတ်ဒါဆို y intercept ကဘာလဲ c ကိုပြောတာ c ကိုပြောတာအဲ့မြင်းချောင်းမှာကြည့်လိုက်ဘာ y ဝင်ရိုးဘယ်လောက်မှဖြတ်ထားလဲ4မှာဖြတ်ထားတယ်4မှာဖြတ်တာဒါဆိုလို့ရှိရင် y intercept ကဘယ်လောက်လဲ4ဆို gradient ကိုရှာကြလို့ရှိရင်သူ့ရဲ့ကြိုက်တဲ့အမှတ်နှစ်မှတ်ကိုယူလိုက်9နဲ့2နဲ့ m equal to formula ပြောပါအောင်9ကောဟိုပါ2.9 2.9နဲ့ဒီအမှတ်ကိုယူလေဒီအမှတ်0.4 0.4ဘာ formula နဲ့ရှာမလဲ m equal to h2 minus ဟိုပါy2 ပြောy2 minus y1 by h2 minus h1 ဟုတ်ပြီအဲ့နဲ့ရှာလိုက်ရင် gradient ရဆိုတော့ y2 က4နော်4 minus 9 by 0 minus 2 so 5 minus 5 by minus 2 so minus minus g အဲ့တော့5 by 2ဆိုတော့ဘာရလဲ gradient ကနည်းနည်း gradient က2.5နော်2.5ရတယ်equation ဆိုဒီမှာသွင်းလေပြော y equal to y equal ချက်ခိုင်းနော် m နေရာမှာဘာထည့်မလဲ gradient ထည့် m နေရာမှာ2.5ထည့်မယ် 2.5 h က h ပဲ plus c နေရာမှာဘာထည့်မလဲ y equal to c နေရာမှာ4ထည့်မယ်ဟုတ်ပြီ2.5 h plus 4 okay ရချက်အမှတ်တစ်အဲ့တော့ဒီမှာဒါကဒီစကားကိုကြည့်ဖြေတာ2.5 မီတာမှာဆိုလို့ရှိရင်2.5 မီတာ2.5ဆိုဒီမှာကွာအဲ့မှာဆိုလို့ရှိရင်2.5မှာ15ဘယ်လောက်ဒေါ်လာ15အဲ့တော့$15 what got the cost so ဒေါ်လာပါမီတာဆို15 15 2.5 so $6 per meter အဲ့တော့$6ပါမီတာm because of h meter is $d right equation for that ဆိုရင် d equal to 6m 6h 6h လို့ပေးတာ 6n ဟုတ်တယ်8.5ဆိုချက်တော်ပြီလိုက်အောင်မယ်7မြောက်8.5ဆိုတော့$51 နံပါတ် E อ่ะso $30 ဟိုပြန်ပြီးတော့စာဟဲ့လိုဖြစ်တော့ပဲဟို5 meter 5 meter ဟမ်5 meter 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 နော်ဟုတ်တယ်ချက်နှစ်ပုတ်ပဲလိုတာဒါဟုတ်ကဲ့နည်းနည်းလေးဒီမှာoh got it yes a 0.5 work out the equation of this line နဲ့ equation ရှာပြဘာ equation လဲ y equal to ဘာလဲအဲ့ဒါကိုရှာပြ y equal to ဘာလို့ဒီမှာလေ vertex ကိုကြည့်လိုက်မှတ်တာ 0.0 အဲ့ဆိုလို့ရှိရင်အများနဲ့ y equal to x square x ကနှစ်ထပ်ဖြစ်ရမှာဘာဖြစ်လို့လဲဒီချက်ပြောထားရလေနော် x နှစ်ထပ်ကိန်းရင်မှာပါစောက်ပုံတွေဂန်းငယ်ပုံတွေလာတာဟုတ်လားနော်ဟုတ် straight line ကရိုးရိုး x ပဲနော်နှစ်ထပ်ကိန်းရင်မှာပါစောက်ပုံဂန်းငယ်လာပါစောက်ပုံလို့ရှိရင် x square လာတယ်x square အဲ့တော့ vertex ကိုကြည့်ပြီးတော့အမြန်တွေးနေနော်သိလားဒီ vertex ကဒီထိပ်လေးက0.0ဖြစ်တဲ့ y equal to x square equation ပြီးသွားတယ်အဲ့ဆိုလို့ရှိရင် -5, n တဲ့ဖြစ်တာက y ရောက်တဲ့ဘယ်လို n တန်မို့ကိုရှာတယ် n ဒီဘယ်သူနေရလဲ y နေရမဟုတ်ဘူးလားဟုတ်တယ်ကြီးကျတို့က x မှာဘာထည့်လိုက် x မှာ -5 ထည့်လိုက်-5 square ဆိုဘာရလဲ25ရတယ်အဲ့ n နေရပါလဲ n ပါလဲ n က n y နေရလी n က y ချက် n equal to ပါလဲ25နားလည်လားဟုတ်နားလဲk, 1 to 1 on the line the work out the value of k ဆို k ဒီဘယ်သူနေရလဲ
x နေ ဒီဟာရှင် x နေရ ဒီ equation မှာပဲအစားအသွင်း y နေရာမှာပါလဲ y နေရာမှာ 1 to 1 equal to x square to h2 သူ့ကို square root ရှာ h လိုက် square တော့ချေဟိုလေ 11ရချင်း 11 okay are you understand ဟုတ် အဲ့တော့ k equal အားနေ 11 ချင်း okay thank you